အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တို့ Yo Join Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်ပြောပြပေးသွားမယ့်ရုပ်ရှင်ကားကတော့ John Wick မင်းသားကြီးကြည်နူးရိပ်ငယ်နုစဉ်ကရိုက်ကူးထားတဲ့ Henry's Crime ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ကိုကျော်ဟာတိုးဂိတ်တစ်ခုမှာညာဆိုင်အလုပ်ဆင်းရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ညာတိုင်းတယောက်တည်းအထီးကျန်နေရသူပါသူတာဝန်ကျတဲ့ဂိတ်ကလူသိမ့်မဖြတ်တဲ့ဂိတ်ဖြစ်တာကြောင့်တညလုံးအထီးကျန်နေခဲ့ပြီးတော့မနက်မိုးလင်းလာချိန်ရောက်ရင်တော့အိမ်ပြန်ရပါတယ်သူ့အိမ်မှာသူ့ဇနီးကမနက်မိုးလင်းအိယာကထားလာပြီးတော့အလုပ်ကပြန်လာတဲ့သူ့ကိုမလက်စာတွေပြင်ပေးတတ်တာကြောင့်ကိုကျော်ခင်ဗျာလည်းသူ့ဇနီးပေါ်အချစ်ပိုနေခဲ့ရပြန်ပါတယ်မတကယ်တော့သူ့ရဲ့ဇနီးဖြစ်သူကသူနဲ့အတူညဘက်တွေမှာလင်မယားကိစ္စတွေမဖြစ်တာကြာသွားတာကြောင့်သူ့ကိုစိတ်ကုန်နေခဲ့ပြီးတော့သူတို့အိမ်တော်ကြီးကိုလည်းရက်စဲဖို့ဆန္ဒရှိနေတယ်ဆိုတာကိုကိုကျော်တယောက်မသိနိုင်ခဲ့ပါဘူး။မနက်စာစားနေတော့မှပဲအိမ်တကားကိုလာခောက်လို့သွားဖွင့်လိုက်တော့အဲ့ဒီလို့ခေါ်တဲ့လူတယောက်ရောက်နေတာတွေ့လိုက်ပါတယ်။အဲ့ဒီဟာကိုကျော်ရဲ့တငယ်ချင်းအရင်ခောက်တယောက်ဖြစ်ပြီးတော့သူနဲ့အတူအိမ်ရှိမှာထိုးအန်နေတဲ့ကျိုးဆိုတဲ့လူတယောက်ပါလာခဲ့တာကိုကိုကျော်တွေ့လိုက်ရတယ်။အဲ့ဒီကကိုကျော်ကိုတို့အဖွဲ့ဘောလုံးမဲ့သွားကြည့်တော့မှဖြစ်လို့အခုလိုဒီအိမ်ကိုလာခဲ့ရကြောင်းအခုပါလာတဲ့လူကချက်ချင်းထားအန်နေလို့အစီအစဉ်ပြက်ခန့်ပြီးဖြစ်နေကြောင်းဒီကနေ့အဆင်ပြေရဆိုရင်ဂျိုးအစားမဲလိုက်ခဲ့ပါလားလို့ကိုကျော်ကိုခေါ်လိုက်ပါတယ်။အောင်းနဲ့တိတ်ကန်တဲ့ကိုကျော်လည်းဘာမှထူးထူးထွေထွေသိစဉ်းစားမနေတော့ဘဲနဲ့လိုက်ခဲ့မယ်လို့တခါတည်းပြောလိုက်တယ်။မတကယ်တော့အဲ့ဒီတော့လူစုကဘောလုံးသွားကန်ဖို့လူစုထားတာမဟုတ်ဘဲနဲ့တစုံတစ်ခုကိုလှုပ်ဖို့စီစဉ်ထားခဲ့ကြတာပါ။ကိုကျော်လည်းအဲ့ဒီတော့ကားကိုသူကိုယ်တိုင်မဲမောင်းလာခဲ့ပြီးတော့မြို့ထဲကဘန်အနာရောက်ချိန်မှာအဲ့ဒီတော့အုပ်စုကဒီနေရာမှာခဏရက်ပြီးတော့ကွင်းထဲမှာဘီယာတောက်ဖို့ပိုက်ဆံပါမလားလို့ဘန်မှငွေသွားထုတ်အောင်မယ်လို့ပြောလိုက်တယ်။အခုချိန်ထိအဖြစ်မှန်ကိုမသိသေးတဲ့ကိုကျော်ကတော့အဲ့ဒီတော့လူတွေဘန်ထဲကိုတူညီဝတ်စုံတွေဝဲမျက်နှာဖုံးတွေဆွတ်ပြီးတော့ဝင်သွားခဲ့ပါပြီ။ကားထဲမှာတို့ပြန်လာရင်တခါတည်းမောင်းထွက်ဖို့အစင်းသင်းပြန်လာတဲ့ကိုကျော်လည်းသူမောင်းလာခဲ့တဲ့ကားကအဲ့ဒီပိုင်းတဲ့ကားမဟုတ်ဘဲနဲ့ဝါယာကြိုးတွေနဲ့ဆက်သွယ်ထားတဲ့ကားဆိုတာသိသွားပေမဲ့အခုချိန်ထိအပြစ်မှန်ကိုမသိသေးပါဘူးဒီချိန်မှာအဲ့ဒီတော့မျက်နှာဖုံးတွေဆွပြီးတော့ဘန်ကိုဓမြတိုက်ဖို့ဝင်သွားခဲ့ပြီးတော့ကိုကျော်ကတော့တို့ငွေထုတ်အလာကိုခက်ရိုးရိုးပဲစောင့်နေခဲ့ပါတယ်အခုမှဘန်ဓမြတိုက်ဖို့တဲ့အဲ့ဒီတို့ရဲ့ကြိုတင်ပြင်ဆင်မှုအားနေတာကြောင့်အပြင်ဘက်ရောက်နေတဲ့ဘန်လုံညွေးဝင်တဲ့ကအပြင်ကအခြေအနေကိုသဘောပေါက်သွားပြီးတော့အဲ့ဒီတို့ပြန်ထွက်မလာခင်မှာပဲကားထဲထိုင်နေတဲ့ကိုကျော်ကိုအမိဖန်လိုက်ပါတော့တယ်တိုးကိတ်ဆောင်သမားလေးကိုကျော်ကတော့အပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုမသိနိုင်မလိုက်ခဲ့ပဲနောက်ဆုံးမှာတော့အချုပ်ထဲကိုတန်းကြီးကိုရောက်သွားပါတော့တယ်ဒီချိန်ကျမှကိုကျော်ကဖြစ်ကြောင်းရဲ့ကုံစင်အားလုံးကိုသဘောပေါက်သွားပြီးတော့အဲ့ဒီတော့အခုလိုစီစဉ်ထားတာကိုသူမသိခဲ့ပါဘူးလို့ရဲတွေကိုရှင်းပြခဲ့တယ်ဒါပြင်ကိုကျော်ကသူ့တငယ်ချင်းအရင်ကြီးကိုရဲတွေဖမ်းမိသွားမှမလိုလားတာကြောင့်ဘလုံးမေသူကချောဆွဲခံလိုက်ရသူလို့သာရှင်းပြခဲ့ပြီးတော့ဗန်နမတွေရဲ့နာမည်တွေကိုထုတ်မပြောခဲ့ပါဘူးရလက်အနေနဲ့ကိုကျော်ကိုဓမြတိုက်မှုမှာကြံရပါဖြစ်တရားရုံးကနေအလုတ်ကျန်းတဲ့ထောင်ဒဏ်3နှစ်အထိချမှတ်လိုက်ပါတော့တယ်ကိုကျော်ကလည်းသူလုပ်ခဲ့တဲ့အမှုကိစ္စအတွက်တက်သေးထင်းထင်းကြီးရှိနေတာမို့လို့အဆိုဘာမှငြင်းမရတော့ဘဲနဲ့ထောင်ထဲကိုအေးအေးဆေးဆေးဝင်သွားပါတော့တယ်။ထောင်ထဲရောက်တော့ကိုကျော်နဲ့အခန်းတူဦးမိုးဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးခဲ့ပြီးတော့ဦးမိုးကသူ့ကိုထောင်ထဲမှာဘလို့နေဘလို့စားဆိုပြီးတော့ထောင်မသားစကားတွေကိုတင်ပေးခဲ့တယ်။ဦးမိုးဆိုတာကထောင်ကျနေတာ10စုနှစ်ကျော်လာခဲ့ပြီဖြစ်တဲ့တပ်တန်းရဲ့အကျဉ်းသမားတစ်ယောက်ဖြစ်ပြီးတော့တစ်ချိန်လုံးကလူရက်မှုနဲ့ဖမ်းမိပြီးအုတ်တိုင်းနောက်ကိုရောက်လာခဲ့သူပါ။ထောင်ထဲမှာကိုကျော်နဲ့ဦးမိုးတို့ကအရင်နှီးဆုံးမိတ်ဆွေတွေဖြစ်သွားခဲ့ကြပြီးတော့အရာရာကိုအယိုးသားဆုံးစရင်အတိုင်းဆက်ဆံတတ်တဲ့ကိုကျော်ကိုထောင်သားတွေကသဘောကျနေခဲ့ကြတယ်နောက်တဲ့6လလောက်ကြာမှသူဇနီးချိုမာကထောင်ဝင်စာလာဖို့ရင်းနဲ့အဲ့တွေ့ချိန်မှာသူမနောက်ထပ်အိမ်တော်တစ်ခုပြုတော့မယ်ဆိုတာအသိပေးခဲ့တယ်။ကိုကျော်လည်းဘယ်သူနဲ့လက်ထက်မှလဲလို့မေးတော့တစ်ချိန်လုံးကသူတို့အိမ်ကိုအဲ့ဒီနဲ့လိုက်လာခဲ့တဲ့နေ့ကထိုးအန်နေတဲ့သူလို့ပြောလိုက်လို့ကိုကျော်လည်းတန်းသဘောပေါက်သွားပြီးတော့လက်ထပ်ဖို့ကိစ္စကိုသဘောတူလိုက်ပါတယ်။ကိုကျော်စိတ်ထဲမှာတော့ဇနီးဖြစ်သူမက်ချိုမာကသူမရှိချိန်မှာတယောက်တည်းအားနဲ့နေလို့အားကိုးရရှာပြီးတော့အခုလိုလက်ထက်တယ်လို့ထင်နေခဲ့ပေမဲ့တကယ်ဖြစ်ရမှန်ကတော့အပြင်ဘက်မှာသူရှိနေကြတဲ့ကနောက်ွယ်မှာဖောက်ပြန်နေတယ်ဆိုတာသူမသိနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ရာသီလေးဖက်ကြော်ပြီးနောက်မှာတော့ကိုကျော်လည်းထောင်ထဲမှာအဲ့တွေ့သူမရှိဆွေမျိုးမရှိတဲ့တယောက်တည်းအနေကျလာပြီးတော့ဝါရင်အကျဉ်းသမားတွေနဲ့လည်းရင်းနှီးလာပါတယ်။အိမ်မကြခင်မှာပဲအာနာပိုင်တွေကကိုကျော်ကိုထောင်ကနေလွှတ်ပေးလိုက်ပေမဲ့ကိုကျော်ကတော့အပြင်ဘက်မှာသူ့အတွက်လှုပ်ရှားဘာမှမရှိတာကြောင့်ထောင်ကထွက်ရတော့ကိုတော့ဝမ်းမသာနိုင်ပါဘူး။ထောင်ကထွက်ရခြင်းမှာပဲသူ့ရဲ့ဇနီးမက်ချိုမာတို့နေခဲ့တဲ့အိမ်စီကိုသွားတော့သူမိမရဲ့လက်ယောက်ကြားဂျိုးကသူ့ကိုဧည့်သည်တယောက်လိုကြိုဆိုခဲ့တယ်သူဇနီးဟောင်းကိုယ်တိုင်ကလည်းကိုကျော်ကိုအရင်နှီးဆုံးလူတယောက်လို့တောင်အတိမတ်မပြုတော့တာကြောင့်ကိုကျော်လည်းသဘောပေါက်လာပြီးတော့သူ့အတွက်တီးတန့်ထုတ်ပိုးထားတဲ့အဝတ်ထုတ်ကိုကောက်ဆွဲလာပြီးအပြင်ကိုထွက်လာပါတော့တယ်။ထောင်မကြခင်တော့ကအလုပ်လဲရှိဇနီးမယားလဲရှိနေစရာအိမ်လဲအသင့်ရှိခဲ့တဲ့ကိုကျော်ဟာကံကြမ္မာအလှည့်ပြောင်းမှာတော့အကုန်လုံးဆုံးရှုံးသွားရပြီးတော့အင်ဂျီယာမဲ့ဘဝကိုရောက်သွားပါတော့တယ်။ဒီနောက်မှာတော့ကိုကျော်လည်းလက်ထဲကငွေနဲ့ကိုတုံးပြီးတော့တဲခိုစရာနေရာလိုက်ရှာပြီးနေလိုက်ပါတော့တယ်။အဲဒီမှာတော့ကိုကျော်ကသူ့ဘာဆိုဘာမှမလုပ်လိုက်ရဘဲနဲ့ထောင်ထဲဝင်သွားခဲ့ရတဲ့တရားခံဗန်ကြီးစီကိုငငယ်မောမောနဲ့ပြန်သွားခြင်းမှာကားစီးကသူ့ကိုအလဲကနေဖျက်တိုက်ခဲ့ပါတယ်။ကားမောင်းလာသူကသူတို့မြို့မှာနာမည်ကျော်ကြတဲ့ဂျူဒီဆိုတဲ့ပြဆက်မင်းသမီးတယောက်ပဲဖြစ်ပြီးတော့ကိုကျော်ကိုဘာဖြစ်သွားလဲလို့လာမေးပါတယ်။ဂျူဒီကဘေးနောက်ကိုကူညီတောင်းခံခဲ့ချိန်မှာကိုကျော်ကိုလာကူညီခဲ့သူကတော့တစ်ချိန်လုံးကသူ့ကိုအမိဖမ်းပြီးတော့ထောင်ထဲပို့ခဲ့တဲ့ဗန်လုံညုံရဲ့ဦးလေးကြီးတယောက်ပါပဲ။ပထမတော့အဲ့ဒီအဆောင်ကကိုကျော်ကိုတတိမထားမိပေမဲ့တိတ်မကြခင်မှာပဲမင်းကိုကောင်းကောင်းကြီးရင်းနှီးနေတယ်လို့စကားဆိုလာခဲ့ပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကကိစ္စတွေကိုတတိတင်ရသွားတော့တယ်။လူတွေကကိုကျော်ကိုကားနဲ့ဝယ်တိုက်လိုက်တာကြောင့်ဘာလို့ပေးရမလဲလို့တွင်တွင်မင်းနေခဲ့ပြီးတော့ဘာမှမဖြစ်ဘူးဆိုတော့မှကော်ဖီတစ်ခွက်ဝယ်တိုက်ကဒီနေ့ပြဆက်တိုက်ရအောင်မှမို့လို့ဆိုပြီးတော့ထွက်သွားပါတော့တယ်။ကိုကျော်လည်းကော်ဖီဆိုင်ထဲမှာထိုင်နေရင်းနဲ့အိမ်သာသွားချိန်မှာအိမ်သာနိုင်ရန်တစ်ခုမှသတင်းစာဖြတ်ပိုင်းတစ်ခုကတ်ထားတာတွေ့လိုက်ရတယ်။အဲ့ဒီသတင်းစာဟောင်းထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း50လောက်ကအဆိုင်ရှိတက်မှာရှိတဲ့ပန်းစီကိုမြေအောင်ဦးမေလှန်ကောင်းကနေခိုးဝင်ပြီးတော့ငွေတွေခိုးထုတ်သွားခဲ့တယ်ဆိုတာကိုမြေပုံထဲတော့ဖော်ပြထားပြီးတော့ဒီကြောင်ညာကိုမြင်လိုက်တာနဲ့ကိုကျော်လည်းချက်ချင်းသူဘာဆက်လုပ်ရမလဲဆိုတာတန်းသဘောပေါက်သွားပါတော့တယ်။ပထမဆုံးသူလုပ်တဲ့အလုပ်ကတော့ထောင်ထဲမှာကျန်ခဲ့တဲ့သူ့မိတ်ဆွေဟောင်းကြီးဦးမိုးစီကိုတွားတွေ့တာဖြစ်ပါတယ်။ထောင်ပေါက်မဲ့အကြံဉာဏ်ကိုတွားတောင်းတာပါ။ဒီလိုအတွေ့အကြုံဆိုရင်အန်တိုနီဗီဖြစ်တဲ့ဦးမိုးကဒီလိုအလုပ်တွေကိုမလုပ်ချင်တော့ပဲထောင်ကသူ့အိမ်ဖြစ်နေတာကြောင့်ဒီထောင်ထဲမှာပဲတေတော့မယ်လို့ပြောလိုက်တယ်။ကိုကျော်ကဦးမိုးကိုမရရတဲ့နေနဲ့နောက်ဆုံးဆွဲလိုက်ချိန်မှာတော့ဗီဇစိတ်မပြောင်းနိုင်တဲ့ဦးမိုးကလုံမယ်လို့ဖြစ်သွားပါတော့တယ်
ဒါနဲ့မှာတော့ထောင်အာဏာပိုင်တွေကဦးမိုးကိုစစ်ဆေးမေးမြန်းချိန်မှာအရင်လိုမိုင်းမိုက်ကန်းတွေမဖြေတော့ဘဲနဲ့ထောင်ကျနေရတာနောင်တရပြီးတော့အပြစ်မှာလူကောင်းဘက်ကလေးလိုနေခြင်းမီလို့ဖြေလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဦးမိုးကိုထောင်ထဲကနေလွတ်ပေးလိုက်ပြီးတော့လွတ်ချင်းမှာပဲကိုကျော်ကသူ့ကိုလာကြိုပြီးတော့မင်းဖောက်ချင်တဲ့ပန်ကုန်ငါ့ကိုလိုက်ပြလို့ဆိုလိုက်တယ်။ဒါနဲ့ကိုကျော်လည်းဗန်မြန်နယ်ချင်းဆိုင်မှာရှိတဲ့ကော်ဖီဆိုင်အိမ်သားတွေကိုခေါ်သွားပြီးတော့နိုင်ရန်မှာချိန်ထားတဲ့သတင်းစာကိုပြလိုက်ချိန်မှာဦးမိုးကဒီသတင်းစာကနှစ်ပေါင်း80လောက်ရှိပြီမို့လို့ဘန်အောက်ကလှိုင်ကောင်းနဲ့အခုချိန်လောက်ဆိုပိတ်လောက်ပြီးလို့ပြောလိုက်တယ်။လှိုင်ကောင်းကိုဝယ်မဲ့ပေါက်ကဘန်နားလေးမှာရှိတဲ့ပြဿနာရုံထဲမှာရှိနေတာကြောင့်သူတို့ဘန်နဲ့ပြဿနာရုံစီကိုတွားပြီးတော့လှိုင်ကောင်းရှိမရှိကိုတွားစစ်ဆေးကြဖို့အစီအစဉ်နဲ့ဆွဲလိုက်ကြတော့တယ်။ဗန်နဲ့ဝင်ပြီးတော့စစ်ဆေးတာကတော့ပြဿနာသိမရှိလာပေမဲ့ပြဿနာရုံကိုအပြည့်လုံနေနဲ့တွားဖို့လည်းနည်းနည်းခက်နေကြမလို့ဦးမိုးလည်းတစ်ချိန်လုံးကဒီပြဿနာရုံမှာအကြီးအကျယ်ကပြဖျော်ပေးခဲ့တဲ့ခေဟောင်းမင်းသားကြီးတယောက်လိုဟန်ဆောင်ပြီးတော့ဒီမျိုးကိုရောက်တော့ရောက်ခိုင်းအလွမ်းပြေလာကြီးဟန်ဆောင်လိုက်တယ်။ပြဿနာရုံထဲမှာဂျူလီတို့မင်းသားမင်းသမီးတွေကနောက်ကမဲ့ဇက်ထုတ်အတွက်ဇက်တိုက်နေကြပြီးတော့ကိုကျော်ကချော်လဲရောက်ထိုင်ကသူတို့ဒီနေရာကိုဝင်ကျင်တိုင်းဝင်လို့ရအောင်ဂျူလီနဲ့ရင်းနှီးအောင်ပေါင်းတင်လိုက်တော့တယ်။ပြဿနာမန်နေဂျာကသူတို့ရုံနောက်ကျောင်းမှာရှိတဲ့လှိုင်ကောင်းကိုပိတ်ပစ်လိုက်တာကြာပြီဖြစ်ပြီးတော့အခုတော့အဲ့ဒီနေရာကအဝေးလဲကန်းတစ်ခုဖြစ်သွားပြီဆိုတာဦးမိုးကိုရှင်းပြနေကြတယ်။ဒီချိန်မှာကိုကျော်ကိုဂျူလီကသဘောကျသွားပြီးနောက်မှာတော့တယောက်ကိုတယောက်စိတ်ဝင်စားသွားပြီးတော့ခဏအတွင်းမှာပဲအတူတူအိတ်ကြတဲ့အခြေအနေဖြစ်ကုန်တော့တယ်။ဒီနောက်မှာတော့ကိုကျော်နဲ့ဦးမိုးတို့လည်းအချိန်ရှိတိုင်းပြဿနာရုံနဲ့သွားထိုင်ကဗန်ဖောက်မဲ့အစီအစဉ်ကိုဆွဲနေတော့မှာပဲဂျူလီတို့ပြဿနာကတယောက်ဆောင်မင်းသားတယောက်ကအလောက်ကနေထွက်သွားတော့တယ်။အိုင်းရရတဲ့ပက်ကလာမိုးရသည်နဲ့အခန့်တင်ဆိုသလိုပြဿနာမင်းသမီးနဲ့ညီစိုးနေပြီးတော့ရုံကိုခဏလာနေတဲ့ကိုကျော်ကိုဒရိုက်တာကသဘောကျသွားပြီးတော့ပြဿနာမင်းသားနေရာမှာအစားထိုးတယောက်ဆောင်ပေးပါလားလို့ကမ်းလှမ်းခဲ့ပါတယ်။ကိုကျော်လည်းဗန်ဖောက်ရဖို့အတွက်ကအသက်တမရေးကြီးနေတာကြောင့်ကမ်းလှမ်းချက်ကိုချက်ချင်းလက်တင်ခံလိုက်ပြီးတော့နေတိုင်းလိုပြဿနာရုံစီလာပြီးတော့ဇက်တိုက်ကျင်ပါတယ်။တစ်ဖက်မှာလည်းဦးမိုးတို့လည်းအဝေးလဲကန်းကိုဖောက်လိုက်ကြပြီးတော့အထက်ကိုချောင်းကြည့်လိုက်ကြပါလှိုင်ကောင်းကိုအကောင်းဘက်ကတိတိုင်းတွေ့လိုက်ရပေမဲ့အထက်မှာလှိုင်ကောင်းတစ်ခုလုံးကိုတဲရီနဲ့ပိတ်ထားတာပါတွေ့လိုက်ကြတယ်။အဲ့ဒါတို့လည်းအချမ်းတစ်ခုရသွားပြီးတော့တစ်ချိန်လုံးကသူနဲ့အတူတူအလုပ်လုပ်ခဲ့မှုတဲ့မောင်စိန်ဆိုတဲ့လူငယ်တယောက်ကိုတဲရီဖဲထုတ်ပေးဖို့သွားငှားပါတော့တယ်။ဒီလိုနဲ့ဦးမိုးနဲ့မောင်စိန်တို့ကလှိုင်ကောင်းတွေကတဲရီကော်ထုတ်နေချိန်မှာမောင်ကျော်ကတော့ပြဿနာစင်မှာပြဿနာကောင်းကောင်းကနိုင်ဖို့စူးစမ်းနေကြတယ်။ညမှာတော့သူတို့၃ယောက်အပြင်ထွက်လာချိန်မှာဘန်လုံညိုရေးလုံနေတဲ့ဦးလေးကြီးနဲ့ပပင်းတိုးမိသွားကြတော့တယ်။အဲ့ဒီလုံညိုရေးကသူတို့လုံနေတာတွေကိုသိနေတယ်လို့ပြောတော့ဦးမိုးတို့လည်းအဆမှာတော့မဟုတ်ပါဘူးလို့ညင်းဆန်ခဲ့ပေမဲ့တပြေးပြေးနဲ့သူတို့ဘန်ဖောက်နေတယ်ဆိုတာပြောပြလိုက်တယ်။ဒီချိန်ကျမှလုံညိုရေးဦးလေးကြီးကဘန်မှာဘယ်နေ့ဘယ်ချိန်တွေကိုမိခဲ့တဲ့တာတဲ့ငွေဘလောက်ဝင်နေဘယ်နေ့ဖောက်ရငွေပိုရမယ်ဆိုတဲ့အတွင်းရေးတွေအကုန်လုံးကိုပြောပြလိုက်လို့ကိုကျော်တို့အံ့အားသင့်သွားကြတော့တယ်။ကိုကျော်တို့ကဘာကြောင့်အခုလိုကူညီရလဲလို့မေးချိန်မှာသူစနေဖြစ်သူစေးုံတက်ပြီးတော့နောက်ဆုံးအချိန်ရောက်ချိန်မှာတော့ဘန်ကသူ့ကိုသွားခွင့်မပေးခဲ့တဲ့ပြင်အခုဆိုရင်ပင်စင်လဲပေးတော့မှကြောင့်ကူညီရတာလို့ပြောလိုက်ပါတယ်။သူတို့လေးယောက်သားလှန်ကောင်းတူးမဲ့အချက်ကမောင်စိတ်စီကနေပါဇက်ပေါက်ပြီးတော့ကိုကျော်ရဲ့တငယ်ချင်းအရင်ကြီးဖြစ်တဲ့မိတ်ဆွေဟောင်းကြီးအရီစီကိုပြန်ရောက်သွားတော့တယ်။အဲ့ဒီတိချင်းမှာပဲကိုကျော်တို့စီရောက်လာခဲ့ပြီးတော့အချီကြီးရမဲ့ဒီတစ်ခေါက်လဲသူပါမယ်လို့ဆိုလာခဲ့ပါတယ်။ကိုကျော်တို့အကောင်လုံးပြင်ဆင်မိချိန်မှာတော့ဘယ်နေ့ဘယ်ချိန်ကိုတိုက်ရဲ့အကောင်းဆုံးဖြစ်မလဲလို့ရွေးချယ်ခဲ့ချိန်မှာဇက်အဖွဲ့တကယ်ကားပြဖြုတ်ပြမဲ့နေ့ကိုပဲရွေးချယ်လိုက်တော့တယ်။တွေ့ပွဲလာပြည်သူတွေကရှေ့မှာစင်တင်ပြဆက်ကိုကြည့်နေချိန်မှာဦးမိုးနဲ့ဗန်ဖောက်အဖွဲ့သားတွေကအခန်းထဲမှာနေပြီးတော့ဗန်မီကန်တက်တာစီကိုတိုက်ရိုက်ရောက်မဲ့လှိုင်ကားကိုဖောက်ထွင်းနေကြတယ်။နောက်ဆုံးမှာတော့အကောင်လုံးစီစဉ်ထားတဲ့အတိုင်းပဲဗန်ထဲမှာအသင့်ထုတ်ပိုးထားတဲ့ဒေါ်လာထုတ်လက်ကိုခိုးယူရရှိခဲ့ပြီးတဲ့နောက်မှာတော့အကောင်လုံးပြန်ကြတော့မဲ့အချိန်မှာအဒီကသစ္စာဖောက်ပြီးတော့တနက်ထုတ်ကပတ်စံတဲ့အကောင်လုံးကိုမောင်းပိုင်စီးဖို့ကြိုးစားတော့တယ်။ဒါပေမဲ့အဒီတစ်ချက်တတိလွတ်သွားချိန်မှာဦးမိုးနဲ့မောင်စင်ကအဒီလိုအလက်ကားရရင်ရေးအသေးတောက်ချင်တဲ့လူငန်းတော်ကိုကောင်းကောင်းကြီးပညာပေးလိုက်ပြီးတော့သူ့ကိုလှိုင်ကောင်းထဲမှာပြစ်ထားလိုက်တော့တယ်။ကိုကျော်ဦးမိုးနဲ့မောင်စင်တို့၃ယောက်သားကအကောင်လုံးစီစဉ်ထားတဲ့အတိုင်းငွေတုပ်တွေပိုက်ပြီးတော့မြို့ထဲကညာတွင်းချင်းထွက်ပြေးခဲ့ကြပြီမယ်ကားပေါ်ရောက်ကြတဲ့ကကိုကျော်မှကနာမငြိမ်တော့ပါဘူး။အကြောင်းကတော့သူသိချရတဲ့ပြဿနာမင်းသမီးဂျူလီလေးကိုဒုက္ခတော့အလဲမှာမထားခဲ့နိုင်တဲ့အတွက်ကြောင့်ကားပြန်လှည့်ပြီးတော့ပြန်ခေါ်ဖို့တောင်းဆိုခဲ့တယ်။ဦးမိုးတို့ကတော့ဒီလောက်ဒုက္ခခံလာပြီးမှကားတော့ပြန်လှည့်မပေးနိုင်ဘူး။သွားခြင်းမင်းရဲ့ဝေစုတွေပါထားပြီးတယောက်တည်းပြန်သွားလို့ပြောလိုက်ချိန်မှာကိုကျော်လည်းဖြစ်ချင်ဖြစ်ပါစေတော့ဆိုပြီးတော့ကားပေါ်ကနေဆင်းချသွားတော့တယ်။ရုပ်ရှင်နောက်ဆုံးခါမှာတော့ကိုကျော်တယောက်ပြဿနာရုံလေးကိုအမြန်ပြေးလာခဲ့ပြီးတော့စင်မမာဇန်ညုံအလိုက်ကားပြသုံးတော်ခံနေတဲ့ဂျူလီစီကိုရောက်လာကသူမကိုတိတ်ချစ်ကြောင်စကားတွေပြောကပရိသတ်တွေအလဲမှာပဲကောက်နေလိုက်ပါတော့တယ်။သင်္ကန်းစာကတော့ကံကြမ္မာဆိုတာအင်မတန်လှည့်စားတဲ့ဇက်ဆရာတယောက်ဖြစ်ပြီးတော့ဘဝမှာမထင်မှတ်ထားတာတွေလည်းမထင်မှတ်တဲ့အချိန်မှာကောက်ဖြစ်တတ်တယ်ဆိုတာပါပဲခင်ဗျာ။အဆုံးနေလာစဉ်ပဲအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။